ကိုစံကြီးနိုင်ပွဲလေးရပြီတရဖူးလေးစောင်းပြီအဲ့တော့ Manchester United အသင်းရဲ့လက်ရှိရက်တီမှုနဲ့ကျွန်တော်တို့ပွဲကြောင်းလေးပြောပြပါဦးခင်ဗျာ Manchester United အသင်းကတော့ဒါ38မှတ်နဲ့အဆင့်4နေရာမှာရောက်ရှိနေပြီးတော့ Fulham အသင်းကတော့34မှတ်နဲ့အဆင့်9နေရာမှာရောက်ရှိနေတဲ့နှစ်သင်းပဲဖြစ်ပါတယ်ကိုဖုန်းကြီးပြီးတော့ Manchester United အသင်းရဲ့နောက်ဆုံး9ပွဲမှာရှုံးပွဲမရှိဘဲနဲ့3ပွဲတည်2ပွဲနိုင်ရလက်ကိုဖော်ဆောင်ထားပြီးတော့ Fulham အသင်းကလည်းတစ်ပွဲပဲရှုံးပြီးတော့2ပွဲနိုင်2ပွဲတည်ကြထားတဲ့နှစ်သင်းပဲဖြစ်ပါတယ်ကိုဖုန်းကြီးဟုတ်ပါတယ်ကိုစံကြီး Manchester United ဆိုတာပြောင်းလို့မရအောင်နော်ကျွန်တော်တို့တည်ကြတဲ့အသင်းတွေနဲ့နိုင်တဲ့အသင်းတွေကိုလည်းကြည့်အောင်နိုင်တဲ့အသင်းဆိုရင် Manchester City နဲ့ Arsenal မင်္ဂလာပါဆရာတို့ Football Talk Show Facebook YouTube နဲ့ TikTok Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဖုန်းပါကျွန်တော်စမ်းကြပါခင်ဗျာကျွန်တော်တို့ Premier League ပွဲစဉ်24ရဲ့ Manchester United အသင်းပြိသက်တွေဒါနိုင်ပွဲတွေဆက်နေတော့ရန်ကြည့်ကျင်နေကြတဲ့ Manchester United ပွဲပေါ့ဗျာဒီပွဲစဉ်ကတနင်္ဂနွေနေ့ည8:00 နာရီပွဲမှာကစားမှာဖြစ်ပြီးတော့ Manchester United အသင်းအိမ်ကွင်း Old Trafford မှာ Fulham အသင်းနေနဲ့တွားရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ကိုစံကြီးနိုင်ပွဲလေးရပြီတရဖူးလေးစောင်းပြီအဲ့တော့Manchester United အသင်းရဲ့လက်ရှိရက်တီမှုနဲ့ကျွန်တော်တို့ပွဲကြောင်းလေးပြောပြပါဦးခင်ဗျာ Manchester United အသင်းကတော့ဒါ38မှတ်နဲ့အဆင့်4နေရာမှာရောက်ရှိနေပြီးတော့ Fulham အသင်းကတော့34မှတ်နဲ့အဆင့်9နေရာမှာရောက်ရှိနေတဲ့နှစ်သင်းပဲဖြစ်ပါတယ်ကိုဖုန်းကြီးပြီးတော့ Manchester United အသင်းရဲ့နောက်ဆုံး9ပွဲမှာရှုံးပွဲမရှိဘဲနဲ့3ပွဲတည်2ပွဲနိုင်ရလက်ကိုဖော်ဆောင်ထားပြီးတော့ Fulham အသင်းကလည်းတစ်ပွဲပဲရှုံးပြီးတော့2ပွဲနိုင်2ပွဲတည်ကြထားတဲ့နှစ်သင်းပဲဖြစ်ပါတယ်ကိုဖုန်းကြီးဟုတ်ပါတယ်ကိုစံကြီး Manchester United ဆိုတာပြောင်းလို့မရအောင်နော်ကျွန်တော်တို့တည်ကြတဲ့အသင်းတွေနဲ့နိုင်တဲ့အသင်းတွေကိုလည်းကြည့်အောင်နိုင်တဲ့အသင်းဆိုရင် Manchester City နဲ့ Arsenal ဒီအသင်းတွေကိုနိုင်ယူရတာပါကဲဟုတ်ပါပြီကျွန်တော်တို့ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုနဲ့ကျွန်တော်ဆက်လက်ပြီးပြောပြခြင်းပါတယ်ဒီပြခြင်းထိပ်တိုက်တွေ့ဆုံမှုကတော့တစ်ချိန်မှမရှိသေးပါဘူးကျွန်တော် Manchester United အသင်းက26ကြိမ်အနိုင်ရရှိထားတယ်6ပွဲတည်ကြပြီးတော့ကျွန်တော်တို့ Fulham အသင်းက9ကြိမ်အနိုင်ရရှိထားပါတယ်ခင်ဗျထိပ်တိုက်တွေ့ဆုံမှုအရဆိုရင်တော့ Manchester United အသင်းကိုနိုင်မှုအကွာကြီးပေါ့ဗျာအဲ့တော့ဒီအသင်းရဲ့ပွဲထွက်လာမဲ့ line နဲ့ပတ်သက်ပြီးတော့ကိုစံကြီးပြောပြပါဦးဗျာဒီနေ့လူစင်းမှာပွဲထွက်လာကြီးအများကြီးရှိတဲ့ထဲရမှာပြီးခဲ့တဲ့ပွဲမှာပထဝီဒိုကူနာသွားတယ်ဆိုတော့သတင်းကိုကျွန်တော်တို့သိခဲ့ရတယ်ဗောနော်သူ10ပတ်နားရမယ်ဗောအဲ့ဆိုပေါ့ဗျာအနည်းဆုံးဗောအဲ့တော့တကယ်ခြေစွမ်းပြနေတဲ့နောက်ဆုံးနှစ်ပွဲမှာစတိုက်ခြေစွမ်းပြနေတဲ့ပထဝီဒိုကူလိုနေရာမျိုးမှာကွန်ညာပဲဒါပွဲထွက်လာမလားအရှိမအမူမိုနဲ့အာမတ်ကိုပဲလိုသုံးသွားမလဲကွန်ညာကိုပွဲမထုတ်ဘဲနဲ့ဘင်ဂျမင်ဆက်စကိုအထောင်ထားပြီးတော့ပွဲထွက်လာမှာလားအမျိုးတွေကတော့မိုက်ကယ်ကားရဲ့လိုလုပ်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်မာကိုစီးပါတော့သူ့ရဲ့ပုံစံအတိုင်းပဲဒါဟီမီနက်တို့ဟာရီဝင်းစင်တို့တည်ပြီးတော့ဒါစမီရိုအီဝိုဘီတို့နဲ့ပေါ်ထွက်လာနိုင်ကြီးများတယ်ကိုဖုန်းကြီးဒီပွဲမှာတော့မိုက်ကယ်ကားရဲ့အနေနဲ့မိုင်ယူအသင်းကိုဒါဘယ်လိုကစားကွက်မျိုးပုံဖော်သွားမလဲဆိုတော့စောင့်ကြည့်ရမယ်ကိုဖုန်းကြီးဒါပြီးခဲ့တဲ့နှစ်ပွဲမှာဒါအသင်းကြီးနဲ့တွေ့ခဲ့တယ် high pressing ဒါ highline တွေကစားခဲ့တဲ့အသင်းကြီးနှစ်သင်းနဲ့ဆော့ရမှာဖြစ်ပြီးတော့ဒီတစ်ခါတော့သူတို့ပြန်ဆော့ရမယ်အသင်းကတကယ်ကိုကောင်တာအတက်ကိုတကယ်ကိုမြန်ဆန်တဲ့ဖူဟန်လို့အသင်းမျိုးပြအဲ့ကြတော့ Manchester United အသင်းရတယ်ဘလို့ကစားကွက်နဲ့ပြန်လဲပွဲထုတ်မလဲဆိုတော့ Michael Carrick ကိုစောင့်ကြည့်ရမယ်ပွဲပြတော့3ပွဲမြောက်ပေါ့နော်3ပွဲမြောက်ပွဲမှာကျွန်တော်တို့ဒီပွဲမှာ Michael Carrick ကိုစောင့်ကြည့်ရမှာပါဘာလို့လဲဆိုတော့သူစော့ဆိုလို့ပြန်စော့မဲ့အသင်းမျိုးနဲ့အခုမှကြုံမှာကျွန်တော် Fulham အသင်းဆိုတာကအသင်းကြီးတွေတွေ့လို့ရှိရင်တိုက်ဆိုပေးတိုက်ပြီးတော့မှ Manchester United ဆော့တဲ့ကောင်တာပုံစံမျိုးနဲ့ပြန်ဆော့နိုင်တဲ့အသင်းမျိုးဖြစ်နေတော့ကျွန်တော်တို့ Lushon တို့ Darlow တို့တိုက်စစ်ကိုဘယ်လောက်ထိလိုက်ပါမလဲဘယ်လောက်မြန်မျိုးဒီခန်းစစ်ကိုပြန်လဲဆင်းနိုင်လဲဆိုတဲ့ပုံစံမျိုးကျွန်တော်တို့စောင့်ကြည့်ရမှာပါ Michael Carrick အနေနဲ့ဘယ်လိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့ပွဲထုတ်လာမလဲတော့ဒါရှစ်ပွဲစဉ်မှာဆိုလို့ရှိရင်ဒိုကူကတော်တော်လေးကိုမှကြီးကျူးရမယ့်ကစားသမားပါဘာလို့ဆိုတော့တိုက်စစ်ပိုင်းကိုလည်းထိထိရောက်လိုက်ပါနိုင်တယ်လို့နောက်တန်းဆိုလဲဟိုးအနောက်ထိကိုအချိန်ဟုန်ပြင်းနဲ့ပြည့်တက်ပြင်းချင်းဆော့နေတဲ့အခါမျိုးမှာကြတော့အသင်းရဲ့ကျွန်တော်တို့ low defense ဂျားထဲမှာအကောင်းဆုံးကစားရနိုင်တဲ့ကစားသမားပေါ့ဗျာဒီအချိန်မှာတော့တစ်ဖက်အသင်းက high pressing လာမဲ့ကစားသမားမဟုတ်ဘူးအသင်းမျိုးလည်းမဟုတ်ဘူးကစားသမားတွေကတိုက်လာတဲ့အချိန်မှာပြေးထွက်ပြီးတော့နောက်ကဖြတ်တင်ဘောကိုကျွန်တော်တို့တောင်ပန်တွေကနေလှင်းမြန်တိုက်စစ်ဆင်ပြီးတော့ဂိုးတွေသွင်းယူနိုင်တဲ့အသင်းနောက်ဆုံးပွဲစဉ်မှာလည်း Fulham အသင်းရဲ့ Brighton အသင်းကိုအနိုင်ရရှိထားတယ်ဒီပွဲစဉ်မှာဘယ်လောက်ထိ Manchester United အနေနဲ့ Fulham အသင်းကိုကစားကွက်အရာဘယ်လိုမျိုးဥဆောင်ပြီးကစားသွားမယ်လို့ကိုစံကြီးထင်မြင်မိပါလေဗျခုနပြောသလိုပေါ့ဒါ Michael Carrick အနေနဲ့ရှေ့မှာရှိတဲ့အသင်းကြီးနှစ်သင်းကိုဆော့လာခဲ့တဲ့ပုံစံနဲ့ဒီ Fulham နဲ့ဘလို့မှတူမှာမဟုတ်ဘူး Fulham လည်းခုနပြောသလိုကောင်းတာ attacking ဟိုမှာကောင်းတာ attacking တကယ်ကို transition ကောင်းနဲ့သွားနေတဲ့အသင်းပြီးခဲ့တဲ့ဘက်ကဆိုလို့ရှိရင်ဒါ Brighton အသင်းလိုမျိုးကောင်းတာ attack ကစားတဲ့အသင်းမျိုးကိုလည်းသူတို့ကအိမ်ကွင်းမှာ2-1နဲ့နိုင်ထားတာကိုဖုန်းကြီး
အဲ့လိုမျိုးကောင်းတာအသင်းချင်းတွေ့မယ်ဆိုလို့ရှိရင်လည်းဖူဟန်ကိုသွားရှုပ်လို့မရတဲ့အထဲမှာပါတယ်ပေါ့နော်ဒီတစ်ချိန်မှာတော့ကားလေးအနေနဲ့တကယ်ကိုစမ်းသက်ခံရမယ်ပွဲပါဒါအိမ်ဝင်းဖြစ်နေပြီမဲ့လည်းတစ်ဖက်ကသူတို့ကိုပဲဖူဟန်အသင်းဝယ်ဘောလုံးပေးဆော့မလားအခုဖူဟန်အသင်းရပဲကောင်းတာအတက်နဲ့ပြန်ပြီးတော့ဆော့တာကိုပဲသူတို့ကဒါဘလို့ပုံစံမျိုးနဲ့ခုခံမလဲဆိုတာတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဖူဟန်မှာဆိုလို့ရှိရင်ဒါဟယ်ရီဝီဆန်တို့ဒါကက်စတင်းတို့ EOB တို့ဟီမီနက်တို့ရဲ့ transaction တွေအပေးယူတွေ pass တွေကတကယ်ကိုလှင်မြန်ပြီးတော့ကြောက်ဖို့ကောင်းတယ်ဘုံကြီးအဲ့တော့ Manchester United အသင်းအနေနဲ့အရှိမဘလို့ပဲနိုင်ငံဒီပွဲမှာတော့တကယ်ကိုအရေးကြီးသတိထားရမယ်လို့ကျွန်တော်ထင်တယ်ဒီပွဲမှာလည်းနောက်ဆုံးမန်ယူအသင်းရဲ့အဓိကပြဿနာကဘာဖြစ်လာမလဲဆိုတော့ဟာရီဝီဆန်ကိုထိန်းရမယ့်ပြဿနာဗျာဟာရီဝီဆန်ကလည်းဒါတောင်းပန်းဒါကွင်းလေattacking midfield possession မျိုးစုံသူစော့နိုင်တဲ့ကစားသမားတစ်ယောက်ဆိုတော့သူ့ကိုကောင်းကောင်းလေးထိန်းချုပ်နိုင်ရမယ်သူသွားနေတဲ့ဝေးတွေကလည်း mid zone မဟုတ်ရင်ဒါ left zone ဖြစ်လိုက် right zone ဖြစ်လိုက်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့သူ့ရဲ့ attacking လမ်းကြောင်းနေရာကြတော့ဒါကြီးကိုထိန်းချုပ်ဖို့ခက်တယ်ကိုဟိုင်းကျွန်တော်ရှစ်ပွဲတင်မှာပြောခဲ့သလိုပဲဟာရီဝီဆင်ကတော်တော်လေးကိုသူ့ရဲ့ကစားပုံခံမှန်းခက်တယ်တူးချင်းလူကက်ကစားရင်လည်းလူကက်ကစားတဲ့လူကဘယ်ဒီညာတွေပတ်ပြေးနေရမယ့်ပုံစံအခုနေဘယ်တောင်မှကစားပေမဲ့ခဏနေညာတောင်မှရောက်သွားတဲ့ကစားမျိုးဘယ်ချင်းညာချင်းကြိုက်တယ်လို့သွင်းယူနေတဲ့ကစားသမားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအနေနဲ့များပါတယ်ပရီးမီးယားလိပွဲစဉ်တွေမှာလည်းဒီလက်ရှိဟာရီဝီဆင်ရဲ့သွင်းဂိုးက10ဂိုးတိရှိနေပြီဒီဂိုးတွေမှာလည်းနေရာယူပါနဲ့ပုံအဝေးကန်သွင်းချက်ကောင်းတဲ့ပုံစံမျိုးတွေနဲ့တွေ့သလိုကြုံသလိုကန်လာတာဆိုတော့ Manchester United နောက်တန်းအနေနဲ့သူ့ရဲ့ကောင်းတာတွေကိုအထူးယူဆရမယ့်ပုံစံပါပဲခင်ဗျကဲကိုစံကြီးကျွန်တော်တို့ Manchester United အကြောင်းလဲပြောပြီးပြီဆိုတော့ကျွန်တော်တို့ chorus goal လေးပြောကြည့်အောင်ဗျာကျွန်တော်တို့ဒီပွဲမှာတော့ Manchester United အသင်းကအရင်အသင်းကြီးနဲ့ကန်တဲ့ပွဲထက်တောင်မှမလွယ်ကူဘူးလို့ကျွန်တော်ထင်တယ်ဂိုးတွေကလည်းလွယ်လင်းတကူရလိမ့်မယ်လို့မထင်ဘူးဗျဖူဟန်ကလည်းတကယ်ကိုခံစစ်ကြောင်းမှာမာကျော်တဲ့အသင်းဆိုတော့နိုင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဂိုးမပြတ်ဘူး2-1လောက်နဲ့ပဲ Manchester United နိုင်ရရှိသွားမယ်ဟုတ်ကဲ့ပါကိုစန်းကြီးကျွန်တော်ကဒီပွဲစဉ်ကို Manchester United အသင်းလို့တိုက်စစ်ညစ်နေတဲ့အသင်းကိုကျွန်တော်ပြောရတော့ခက်ပါတယ် Manchester United အသင်းနဲ့ကျွန်တော်ဖူဟန်အသင်းတို့ဆိုတာဂိုးပြတ်တာမျိုးနောက်ပိုင်းပွဲစဉ်တွေမှာမရှိသေးဘူးကျွန်တော်တို့1-0လောက်နဲ့ပဲမန်ယူကအနိုင်ရရှိကြတာရှိပါတယ်အဲဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဂိုးမရှိတည်ရရလက်နဲ့ပွဲပြီးဆုံးသွားမယ်လို့ကျွန်တော်သုံးသပ်ချင်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့တင်ဆက်နေမှုကိုလည်းအားပေးကြပါအောင် Facebook YouTube TikTok မှာလည်း share like follow တွေလုပ်ပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနောက်တစ်ပွဲကိုဆက်လက်အားပေးကြပါအောင်ခင်ဗျာကျေးဇူးအထူးတင်ရှိပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ